啊，弗鲁鲁说些咩三路讲片，咩个布罗米亚路讲啊，欧比嘛说些咩六路讲片嘛，咩个安纳金路讲片，草个လေးလက်တက်နေကော မဟုတ်ဘူးလေမင်းကဘာလဲလာပြောနေ လူဝါဒီချိုးစမ်းဝမ်းဒီကမင်းစမယုံကြည်ထားတာမင်းဘဝမှာရှင်းတယ်နေဘာစောက်တိပဲရှိသေးလို့လေအဲကိုတိခါကိုမင်းထမရောက်တဲ့ထိုးတဲ့ကောင်မျိုးအယောဒီမှာမင်းစောက်ခေါငါလုံးမမြင်တော့စောက်ရှင်နေနေလေးရှိသေးတယ်ရှင်မင်းလောက်ကထွက်တယ် နည်းနည်းနဲ့တော့များနေ အဲ့တော့မနက်ကမင်းတို့နှစ်ယောက်စကားကရကုဆာများကြရလို့ငါကြားတယ်အဲ့တော့ဘယ်ကစပြီးဖြစ်လဲတော့ငါမသိဘူးဘာကြောင့်ဖြစ်လဲဆိုတော့ငါသိချင်တယ် ပြပြဒီကောင်စောက်တော့မဟုတ်ဘူးဆိုတဲ့ကိစ္စ ခဏလေးနော်မင်းစိတ်ကိုခဏလေးထိနော်ကိုယ်ဝင်နေချင်းချင်းပဲပေါ့ရုပ်လုံးမှာဖြစ်တဲ့ကိစ္စပဲတယောက်တယောက်အမှားတော့ရှိမှာပေါ့အဲ့တော့ညီရပဲစပြီးကိုပြပြပါဘယ်ကစဖြစ်တာလဲ သူကကျွန်တော်ညနေရက်တက်တော့ကိုခေါ်တယ် အဲ့တော့ ကြော်ညင်းလိုက်တယ် အဲ့တော့ပြောတယ်ဒီကောင်စောက်လို့မဟုတ်ဘူးဆိုတာ နော်ခဏလေးမင်းစိတ်ကိုခဏလေးလျှော့တာဒီကိစ္စရုံကိစ္စလည်းမဟုတ်ဘူးပေါ့ငါတို့အပျော်ပါကိစ္စလူဆိုတော့သူကြောင့်လည်းသူတို့ရှိမှာပဲဥမာသူ့အိမ်မှာသူ့အမိနေမကောင်းတော့ဘူး ကျောင်းဆောင်လာတိုင်းလို့ အယောဒီမှာ ဘယ်လို ကျွန်တော်ဆောင်လာတိုင်းလို့ ညီကိုဒီခဏတော့ထွက်ပြီးကြရတာမင်းစောဘာသာစကားပြောရင်ငါပြန်ပြောပြန် ကျောင်းဆောင်လာတိုင်း စောကြောက်မင်းတို့ကောင်မျိုးလောက်ခံပြီးတာငါရဲ့မန်နေဂျာတန်း73နှစ်တွေမှာတိတ်ပဲမရှိလို့လို့ရပဲ KTV ရောက်ရင်တော့တငယ်ချင်းများတော်ချင်းကိုရှေ့တော့ကနေဖင်ပြရအောင်ဆို အဲ့ဒါကိုတချင်လေးကြိုက်တယ် ကြည့်ကြိုက်တော့ကွာမင်းတို့ကောင်မျိုးငါအလုံးမမြင်ဘူးတော့ထွက်တာတယ်နော် ဟာကျောင်းပြနာအဲ့လောက်ကြီးလို့ ကြီးကြီးမရှိရှိကွာငါထွက်စေချင်လို့ထွက်ခိုင်းတယ်ကွာထွက်ကွာကြောက်နေရောငါစိတ်ချင်နေမှတခုတော့မင်းကပြောစမ်းကွာ ကျောင်းဆောင်စကားနားထောင်ပြီးမလိုက်နေတဲ့အတွက်တောင်းပန်ပါတယ် အယောဒီမှာ မရဘူးကွာထွက်ကွာ